မင်္ဂလာပါခင်ဗျာဒီကနေ့ရဲ့ထူးခြားတဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးခြင်းပါတယ်အရှိအလေပိုင်းဒေသမှာစစ်မီးတောက်လောင်နေပြီးဟော်မုတ်ရေလက်ကြားလိုမဟာဗျူဟာမြောက်ရေလမ်းကြောင်းတွေကိုအီရန်ကပိတ်ဆို့ထားတဲ့ကြားကနေအိန္ဒိယနိုင်ငံအတွက်တော့ထူးထူးခြားခြားလမ်းဖွင့်ပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ23ရက်နေ့မှာတော့အီရန်အစိုးရဟာရေနံတွေတင်ဆောင်လာတဲ့အိန္ဒိယရေနံသင်္ဘောနှစ်စီးကိုဟော်မုတ်ရေလက်ကြားကနေဖြတ်တန်းခွင့်ပြုခဲ့ပါတယ်အခုလိုစစ်မီးတောက်နေတဲ့ကာလမှာအီရန်ဟာအမေရိကန်နဲ့အစ္စရေးတို့ရဲ့ထုတ်ကုန်မှန်သမျှကိုဒီရေလမ်းကြောင်းကနေပေးမဖြတ်ဘူးလို့ကြုံဝါထားတာပါဒါပေမဲ့အခုလိုအိန္ဒိယသင်္ဘောဒီကိုဖြတ်တန်းခွင့်ပေးလိုက်တာဟာအလွန်ကိုရှားပါတဲ့ချွင်းချက်တစ်ခုလို့ဆိုရမှာပါဒီခွင့်ပြုချက်ရရှိခဲ့တဲ့သင်္ဘောနှစ်စီးကတော့အိန္ဒိယအလံလွင့်ထူထားတဲ့ရှီဝါလက်နဲ့နန္ဒာဒီဗီတို့ပဲဖြစ်ပါတယ်ဒီသင်္ဘောတွေကိုအိန္ဒိယအစိုးရပိုင်း Shipping Corp of India ကထိန်းချုပ်ထားတာဖြစ်ပြီးပထမသင်္ဘောရှီဝါလက်ဟာအိန္ဒိယရေတပ်ရဲ့အဆောင်ရှောက်နဲ့အယူရေလက်ကြားကိုစတင်ဖြတ်တန်းခဲ့တာပါအဲ့ဒီနောက်နာရီပိုင်းအကြာမှာပဲဒုတိယသင်္ဘောကဘေးကင်းကင်းနဲ့ဆက်လက်မောင်းနှင်သွားနိုင်ခဲ့ပါတယ်ဘာကြောင့်အီရန်ကအိန္ဒိယကိုအခုလုံးညံ့နာတာပေးခဲ့တာလဲဆိုတာစိတ်ဝင်စားစရာပါအဓိကအချက်ကတော့ခေါင်းဆောင်နှစ်ဦးကြားကရင်းနှီးတဲ့ဆက်ဆံရေးကြောင့်လို့ဆိုနိုင်ပါတယ်မတ်လ23ရက်နေ့တုန်းကအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီဟာအီရန်သမ္မတနဲ့ဓာတ်ရိုက်ဖုံးဆက်သွယ်ပြီးအိန္ဒိယနိုင်ငံအတွက်လိုအပ်နေတဲ့စွမ်းအင်နဲ့ကုန်စည်တွေတည်ယူခွင့်ရရေးကိုရင်းရင်းနှီးနှီးဆွေးနွေးခဲ့တာကြောင့်ထင်ပါတယ်။နောက်ထပ်ကြောင်းရင်းတစ်ခုကတော့အိန္ဒိယရဲ့လူသားချင်းစာနာယူအကူအညီပါ။စစ်ပွဲစတင်ချိန်တုန်းကအိန္ဒိယသမုဒ္ဒရာထဲမှာရှိနေတဲ့အီရန်စစ်သင်္ဘောတစ်စီးကိုအိန္ဒိယကကမ်းကတ်ခိုလုံခွင့်ပေးခဲ့ပြီးအီရန်ရေတပ်သားတတရာစစ်စစ်3ဦးကိုလည်းကူညီစောင့်ရှောက်ခဲ့ပါတယ်။ဒီလိုအပြန်အလှန်ကျေးဇူးရှိခဲ့တာတွေကအခုလိုခတ်ခဲတဲ့အချိန်မှာအိန္ဒိယအတွက်လမ်းပွင့်သွားစေခဲ့တာမှာအိန္ဒိယနိုင်ငံဟာလက်ရှိမှာဆယ်စုများစွာအတွက်အဆိုးရွားဆုံးစွမ်းအင်ပြတ်တောက်မှုနဲ့ရင်ဆိုင်နေရပါတယ်။နိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်အများစုကိုပြည်ပကတင်ယူနေရတာဖြစ်ပြီးအဲ့ဒီတင်ယူမှုရဲ့အဓိကအပိုင်းကအရှေ့အလယ်ပိုင်းဒေသကလာတာပါ။အခုလိုအီရန်ကလမ်းဖွင့်ပေးလိုက်တာကြောင့်စက်မှုလုပ်ငန်းတွေနဲ့အခြေခံလူဒန်းစီတွေရဲ့နေအုံတွေမှာကြုံတွေ့နေတဲ့စွမ်းအင်ပြတ်တောက်မှုပြဿနာဟာအတိုင်းအတာတစ်ခုအထိပြေလည်သွားဖို့ရှိနေပါတယ်။ဒါဟာနိုင်ငံတကာဆက်ဆံရေးမှာမဟာဗျူဟာမြောက်မဟာမိတ်ဖြစ်နေတာကဘလောက်အရေးပါတယ်လဲဆိုတာကိုပြသနေတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။